A ကနေ Z အထိ20လုံးရှိတယ်အဲ့ဒါတွေကို English alphabet လို့ခေါ်ပါတယ်တစ်လုံးချင်းကိုဆိုလို့ရှိရင်တော့ A B C D တစ်လုံးချင်းကိုဆိုလို့ရှိရင်တော့ English letter လို့ခေါ်ပါတယ်ဥပမာဒီကနေ A ကနေ Z အထိဆိုလို့ရှိရင်တော့ English alphabet နော်ဒီဒါဆိုလို့ရှိရင်တော့ letter A letter B letter C အစရှိသဖြင့်တစ်လုံးချင်းဆိုရင်တော့ letter ခေါ်ပါတယ်ဟုတ်ပါပြီ English alphabet မှာပုံစံ2မျိုးရှိပါတယ်အဲ့ဒါကတော့အခုပြထားတဲ့အပြာရောင်လေးနဲ့ပုံစံရဲ့နောက်ထပ်ဒီမှာညာဘက်မှာပြထားတဲ့အစိမ်းရောင်လေးနဲ့ပုံစံပေါ့နော်ပုံစံ2မျိုးရှိပါတယ်ဒီဘက်မှာပြထားတဲ့အပြာရောင်လေးနဲ့ပုံစံကို capital letter လို့ခေါ်ပါတယ်ကျွန်တော်မြန်မာလိုဆိုလို့ရှိရင်တော့အကြီးစလုံးလို့တော်တော်များများပြောကြတယ်ပေါ့နော်နောက်တစ်ခါဒီအစိမ်းရောင်လေးနဲ့ပြထားတယ်ကတော့ small letter လို့ခေါ်ပါတယ်အသေးစလုံးပေါ့နော်တော်တော်များများပြောကြတယ်ဟုတ်ပါပြီအဲ့တော့ပုံစံ2မျိုးနဲ့ရှိပါတယ်ဒီဗီဒီယိုမှာတော့ဒီဟာလေးတွေကိုဘယ်လိုမျိုးဖတ်ရမလဲဆိုတဲ့ဟာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှေ့ကသင်ပေးသွားမယ်နောက်ကနေလည်းလိုက်ပြီးတော့ဆိုလို့ရတယ်နောက်ပြီးလိုက်လေ့ကျင့်လို့ရတယ်ပေါ့နော်ပြီးသွားလို့ရှိရင်နောက်ဒီဗီဒီယိုရဲ့ဒုတိယပိုင်းမှာဒီ A ကနေ Z အထိကိုရအောင်ပေါ့နော်အလုံးမှတ်မိအောင်ဒီလေ့ကျင့်တဲ့ပုံစံလေးတွေထည့်သွင်းပေးထားတာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုယ်တိုင်ပဲလေ့ကျင့်နေဆိုရင်လည်းပဲဒီဗီဒီယိုကိုဒီစတင်တာကနေနောက်ဆုံးအလုပ်ရတဲ့အထိဒီမှတ်ပြီးတော့လေ့ကျင့်သွားလို့ရတယ်လို့မျိုးပဲကိုယ့်ရဲ့ဒူတွေဒူမတွေညီတွေညီမတွေကိုလေ့ကျင့်စေခြင်းနဲ့ဆိုလို့ရှိရင်လည်းပဲဒီမှာဒီဗီဒီယိုမှာကြည့်ပြီးတော့တစ်ခါတည်းနောက်ကနေလိုက်ပြီးတော့လေ့ကျင့်လို့ရပါတယ်ဟုတ်ပါပြီဒါဆိုရင်စလိုက်ကြအောင်ပါပထမဆုံး capital letter နဲ့ဖတ်တဲ့နည်းလေးကိုပြောပြရမယ်အတန်ထွက်ကတော့ capital letter နဲ့ small letter နဲ့အတူပဲပေါ့နော်ပုံလေးတွေကတော့ဒီရေးတဲ့အခရာပုံစံလေးတွေကတော့မတူပါဘူးဟုတ်ပါပြီဒါဆိုရင်ပထမဆုံးကျွန်တော်တစ်ခေါက်နည်းလေးခက်မြန်မြန်လေးဖတ်ပြပါမယ်လိုက်ဆိုမကြည့်နဲ့ဦးပေါ့နော်ဟုတ်ပြီအတော်များများကတော့ဒီ A B C D ဆိုပြီးတော့ဖတ်ကြရပါတော့ဒါပေမဲ့တစ်လုံးချင်းကျွန်တော်ဖတ်ပြပါမယ်အတန်ထွက်က A B C D E F G H I J K L M N O P Q R S T U V W X Y Z ဒီမှာ American English မှာတော့ဒါကို Z လို့ထွက်ပါရနော်ဟုတ်ပြီဒီ British မှာတော့ Z လို့ထွက်ပါတယ်ဟုတ်ပါပြီဒါဆိုရင်ဒုတိယတစ်ခေါက်မှာလိုက်ပြီးတော့ဆိုကြည့်ပါနော် A B C D E F G H I J K L M N O P Q R S T U V W X Y Z ဟုတ်ပါပြီဒါဆိုလို့ရှိရင်ဒီဟာကိုမှန်မှန်ကန်လိုက်ပြီးတော့ဆိုနိုင်ပြီဆိုလို့ရှိရင်တော့အင်္ဂလိပ်အသံထွက်ကိုပြီးလို့ပြောလို့ရပါတယ်ဟုတ်ပြီဒါကိုဒီကလို့မကျွမ်းသေးဘူးဆိုရင်တော့ဗီဒီယိုလေးကိုခဏလေးနောက်ဖက်လေးနဲ့ပြန်ရေးကြည့်ပြီးတော့ဒီပြန်ပြီးတော့လိုက်လေ့ကျင့်ကြည့်ပါနော်ဟုတ်ပြီဒီညမှာအတန်ထွက်လေးတွေမှားတတ်တာလေးတွေကိုသတိထားပါမယ်ပထမဆုံးကျွန်တော်3လုံးပြပါမယ်ဒါကတော့ L M N နော် element ပေါ့နော်3ခုပေါ့နော်အဲ့ဒီမှာအဲ့3ခုကို
တချို့ကနည်းနည်းလေးအခက်အခဲရှိကြပါတယ်ဒါကလေးတွေပဲဖြစ်ဖြစ်ခုမှစတင်တဲ့လူကြီးတွေပဲဖြစ်ဖြစ်ပေါ့နော်အတန်ထွက်လေးတွေအခက်အခဲရှိကြပါတယ်ဒါကတော့ L နော်ဒီရှာလေးကအပေါ်အာကောင်လေးကိုတွားပြီးတော့ထောက်ပါတယ်အပေါ်ဒီတွားအရင်လောက်ပေါ့နော် L နော် L အပေါ်ဆုံးတစ်ခုက L ဖြစ်ပါတယ်နော်ဒီမြန်မာစလုံးဆိုရင်တချောင်းငယ်ပုံစံလေးတွေ့နော်နောက်ကဒုတိယတစ်လုံးကတော့ M နော်နှခမ်းနှစ်ခုစီးပါတယ် M အပေါ်က L ဒုတိယက M တတိယတစ်ခုက N နော်သူကတွားလေးနည်းနည်းစီးတယ်လို့ပေါ့နော်လုံးဝကြီးစီးတာတော့မဟုတ်ဘူးတွားလေးစီးတယ်လို့နဲ့နောက်ကရှာလေးနဲ့ထောက်ထားရပေါ့နော် N L M N နော် L M N L ရှာလေးပေါ်အာကောင်ကိုထိတယ် M နော်ဒီအလဲစလုံးကနှခမ်းနှစ်ခုစီတယ်နောက်ဆုံးတစ်ခုကတော့ N နော်တွားလေးနည်းနည်းစီတယ်နော် L M N ပေါ့နော်အများဆုံးတော့ element ပေါ့နော်ပုံစံမျိုးပေါ့နော်ဟုတ်ပြီဒါလေးကိုမှားရတာမျိုးရှိပါတယ်နောက်တစ်ခုကဒီမှာပြထားတဲ့အတိုင်းဒီ F ရဲ့ဒီ S ရဲ့ဒါက X ရဲ့သုံးခုပေါ့နော်အဲ့တော့ဒီမှာဒါက F ကအောင်နှခမ်းလေးကိုအပေါ်သွားလေးနဲ့ခပ်ဖွားဖွားလေးထိလိုက်တယ်ပေါ့နော် F ဖောက်ထုတ်တန်လေးနဲ့ပေါ့နော်မြန်မာစာမှာဆိုဖောက်ထုတ်တန်လေးနဲ့ဒီအတန်ထွက်တယ်ပေါ့နော် F နောက်တစ်ခုက S ဒါစတန်လေးနဲ့ပိတ်တယ်ပေါ့နော်စတန်မြန်မာဆိုစာလုံးတန်လေးပေါ့နော် S ဒါက F ဒါက S အပေါ်က F ဒီအလဲက S ဟုတ်ပြီနောက်ဆုံးဒီစလုံးကတော့เนาะကြစ်ချီကပုံစံလေးရတာ X เนาะသူက S ပုံစံနဲ့အတန်ထွက်ကတူတယ်ဒီ F နဲ့ S နဲ့ပုံစံမျိုးပဲစလုံးကတော့ at တန်ပဲပေါ့ဒါပေမဲ့နောက်ကသူက ခတန်နဲ့စတန်နဲ့ပေါ့နော် X ဒါက S ဒါက X ဒါက S ဒါက X နော်အဲ့တော့ခတန်နဲ့စတန်နဲ့ပေါ့နော်သူကသုံးတယ် at တန်ရဲ့ခတန်ရဲ့စတန်သုံးခုပေါင်းတဲ့အတန်ယူပါနော် X ပြောပါမယ်အပေါ်ဆုံးက F အောင်နှခမ်းလေးကိုအပေါ်သွားလေးနဲ့ဖွားဖွားလေးထိပါတယ်ဒါကတော့ S စတန်လေးပေါ့နော်ဒီသွားတဲ့ကနေပြီးတော့ရှာလေးနဲ့လေးထွက်လာတဲ့အတန်ပေါ့နော်နောက်တစ်ခုကတော့ X နော်ဒါကတော့ခတန်နဲ့စတန်နဲ့ပါပါတယ်ဟုတ်ပါပြီနောက်တစ်ခုကတော့ H နော် G ပြီးနောက်က G ရဲ့နောက်က H နော်ချတန်လေးပေါ့နော်နောက်ဆုံးချတန်လေးနဲ့ပိတ်တယ်ဒါကတော့ X ဒါကတော့ဒီစလုံးပါနော် X တချို့ကဒါကလည်း H ဒါကလည်း H ဆိုပြီးထွက်ကြတယ်မှားတယ်ပေါ့နော်ဒါကမှားတယ်အဲ့ဒါကြောင့်မလို့ဒါက H ဒါက X နော်အဲ့ဒါလေးရှိပါတယ်နောက်တစ်ခုနောက်ဆုံးဒီတစ်ခုကတော့ B နဲ့ဒီမှာဒီပုံစံလေးပေါ့နော် V နဲ့ဖြစ်ပါတယ်ဒါက B နှခမ်းနှစ်ခုစီပါတယ် B ပါစောက်ဖောက်တော့ပါချက်ဘာကုန်မအဲ့ပုံအတန်တွေထွက်လို့မျိုး B နှခမ်းနှစ်ခုဒီ A ရဲ့နောက်ကစလုံးက B နှခမ်းနှစ်ခုစီပါတယ်ဒါကတော့ခုနက F ပုံစံမျိုးပဲအောင်နှခမ်းလေးကိုအောင်နှခမ်းလေးကိုအပေါ်သွားလေးနဲ့ကိုက်ပြရပါတယ်V နော်ကပ်ဖောက်ပါလေးပေါ့နော် V ဒါက B ဒါက V ဟုတ်ပါပြီဒါဆိုရင်ဒါက B ဒါက V ဒါက L ဒါက M ဒါက N ဒါက H ဒါက X ဒါက F ဒါက S ဒါက X ဟုတ်ပါပြီဒါဆိုလို့ရှိရင် capital letter ကိုဖတ်တတ်မယ်လို့ယုံကြည်ပါတယ်တကယ်လို့ကိုကဒါကိုအလွတ်မကျွမ်းကျင်သေးဘူးဆိုလို့ရှိရင်ဗီဒီယိုလေးကိုတဖြည်းဖြည်းနဲ့နည်းနည်းလေးနောက်လေးနည်းနည်းပြန်လှည့်ပြီးတော့ရွှေ့ပြီးတော့ဒီလေ့ကျင့်လို့ရပါတယ်နောက်ပိုင်းမှာလည်းဒီသင်ခန်းစာရဲ့ဒုတိယပိုင်းမှာလည်းပဲလေ့ကျင့်တဲ့အတန်လေးနဲ့လေ့ကျင့်တဲ့ဟာလေးတွေကိုကျွန်တော်ဆက်ပြီးတော့လုပ်ပြထားပါတယ်ဟုတ်ပြီဒါဆိုရင် capital letter နဲ့ဖတ်တတ်ပြီဆိုလို့ရှိရင် small letter နဲ့တွားကြည့်အောင်ပါဟုတ်ပြီဒါဆိုလို့ရှိရင်ဒါလေးက A B C D E F G H I J K L M N O P Q
R S T U V W X Y Z ဟုတ်ပါပြီဒီတစ်ခေါက်မှာလိုက်ဆိုကြည့်အောင်ပါ A B C D E F G H I J K L M N O P Q R S T U V W X Y Z ဟုတ်ပါပြီဒါဆိုရင်ဒီမှာလည်းပဲစောစောလိုပဲအတန်ထွက်လေးတွေပြအောင်ဆိုဖို့လိုပါရဲ့နော် L M N နောက်ဒါစောစောရှင်းမှရှင်းပြတယ်ပါပဲအတန်တွေကအတူတူပဲဖြစ်လို့တိကျကြီးထပ်မပြောတော့ဘူးပေါ့နော်နောက်တစ်ခါဆိုကြည့်ဒါဆိုရင် F S X ဒါဆိုရင် H ဒါက X ဒီနှစ်ခုအတူတူပဲเนาะဒီမှာတင်ငင်တာလည်းတူတယ်เนาะအတန်ထွက်လေးတွေဒါမှားတတ်တာလေးကိုပြောပြတာပါဟုတ်ပြီနောက်ဆုံးဒါကတော့ B ဒါကတော့ V เนาะအတန်ထွက်လေးတွေကွာပါတယ်ဟုတ်ပါပြီဒါဆိုလို့ရှိရင်ဒီတစ်ခါမှာတော့ဒီ A ကနေ F T ပေါ့เนาะအဲ့ဒီဟာကိုဒီမှာ capital letter ရော small letter ရောနှလုံးလေးနဲ့တွဲပြထားတယ်ဒါဆိုရင် A ကနေ F T ကိုအလွတ်ရအောင်ကျွန်တော်တို့ဆိုကြည့်မယ်ပေါ့เนาะဖတ်ကြည့်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒါဆိုရင် capital letter A ဒါဆို small letter A capital letter B small letter B capital letter C small letter C ထားပါတော့เนาะ capital letter နဲ့ small letter တွဲရေးထားတယ်ပေါ့เนาะဒါဆိုရင်မှတ်ရတာလည်းပဲပိုလွယ်မယ်နောက်တစ်ခါကျတော့ဒီသူတို့နှစ်ခုကကွာခြားမှုလေးတွေကိုလည်းသိနိုင်မယ်ပေါ့เนาะဟုတ်ပါပြီအဲ့တော့ဒီမှာတော့ A ကနေ F T ကိုဒီကျွမ်းကျင်ဖတ်တတ်အောင်ပေါ့เนาะလေ့ကျင့်တဲ့သဘောဖြစ်ပါတယ်ဒါကတော့လေ့ကျင့်တဲ့အပိုင်းဖြစ်ပါတယ်ဘယ်စလုံးကိုမြင်တာနဲ့သူ့ရဲ့အတန်ထွက်ကလေးကိုမှန်မှန်ကန်ကန်ထွက်တတ်အောင်လေ့ကျင့်တာဖြစ်ပါတယ်ဟုတ်ပါပြီ A ကနေ Z ထိအကုန်လုံးမသွားသေးဘဲနဲ့ A ကနေ F ထိပေါ့နော်ဒီ6လုံးလေးပဲလေ့ကျင့်တာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ဆိုကြည့်အောင်ပါဒါဆိုရင် A B C D E F ဟုတ်ပြီနော်ဒါဆိုရင်သူဒါလေးကိုအလွတ်ရအောင်ကြည့်လိုက်ပါဘယ်စလုံးကဘယ်အတန်ထွက်တယ်ဆိုတာလေးကိုအလွတ်ရအောင်မှတ်လိုက်ပါဒါဆိုရင်ဒါကအစင်လိုက်ဆိုရင်တော့ A B C D E F ကနည်းနည်းလေးမှတ်လို့လွယ်တယ်ဆိုလို့လွယ်တယ်ဒါပေမဲ့ကြော်ပေါက်လာလို့ရှိရင်တခါလေးရရင်ခုမှစပြီးလေ့လာရတဲ့သူဆိုရင်မိတတ်တယ်ဒါကြောင့်မို့လို့ဟိုတူမလေးတွေကိုညီလေးညီမလေးတွေကိုလေ့ကျင့်စေချင်တယ်ဆိုလို့ရှိရင်ဒါဘာစလုံးလဲဆိုတာကိုလိုက်ပြီးတော့ပြလို့ရတယ်ပေါ့နော်ဒီမှာမြားလေးသွားသလိုမျိုးလိုက်ပြီးတော့ပြကြည့်မယ်ဘယ်လိုဆိုခန်းကြည့်မယ်ပေါ့နော်ကဲဒါဆိုနားလေးဆိုကြည့်ပါဦးF E ဒါဆိုရင် D ကျွန်တော်အတန်ရဲ့ရှေ့ကနေအရင်ဆိုကြည့်လိုက်ပါနော် C ဒါလေးက B ဒါဆိုရင် A ဟုတ်ပါပြီ C A B F D E D F A E C B B C E A F D ဟုတ်ပါပြီဒါက A ကနေ F T ကိုကြော်ပေါက်ပြီးတော့ရေးထားတာဖြစ်ပါတယ်အဲ့ဒါကိုထောက်တဲ့စလုံးကိုမှန်အောင်ဆိုနိုင်နေပြီဆိုလို့ရှိရင်ဒါက A ကနေ F T ကိုရပြီလို့ဖတ်တတ်ပြီလို့ယူဆပါတယ်ဟုတ်ပြီဒီစောစောကနေမှဒီ
ဒီလိုမျိုးအတန်းလိုက်သွားတယ်လို့မျိုးခုက down လိုက်လေးသွားကြည့်နေလဲရတယ်ပေါ့နော်အဲ့တော့ကိုကမကြွညင်သေးဘူးဆိုရင်ဒီဗီဒီယိုလေးခဏရပ်ထားကြည့်ပါရပ်ထားပြီးသွားလို့ရှိရင်တလုံးကြီးကိုထောက်ပြီးတော့ဒီစလုံးကဘာတန်လဲဆိုတာကိုလေ့ကျင့်ကြည့်ပါကိုယ်တိုင်တော့၎င်းကလေးတွေကိုလေ့ကျင့်တော့၎င်းလေ့ကျင့်ပြီးလို့ရပါတယ်ဥပမာဒါဆိုရင် A F C D B C F A E B C D B A E ဒါဆိုရင် D ဒါဆိုရင် C ဒါဆိုရင် F အစရှိသဖြင့်ကြော်ပပြီးတော့လေ့ကျင့်လို့ရပါတယ်ဒါဆိုရင်ဒီလိုလေးလေ့ကျင့်ပြီးသွားပြီဆိုလို့ရှိရင်တော့ A ကနေ FT ကိုဖတ်တတ်မယ်လို့ယုံကြည်ပါတယ်မဖတ်တတ်သေးဘူးဆိုလို့ရှိရင်လည်းဒါလေးကိုနောက်ပြန်ရစ်လိုက်ဒီဗီဒီယိုလေးကိုရပ်လိုက်ဖြစ်ပြီးလေ့ကျင့်လိုက်ပါနော်နောက်တစ်နည်းကကျွန်တော်တို့စာရွက်မှာ ABCD ဒီဖဲချက်လေးတွေလို့ပေါ့နော်ကပ်ပြားလေးတွေလည်းလုပ်ပြီးတော့ရေးထားပြီးတော့ကြာပန်းကောက်ပြီးတော့လေ့ကျင့်လို့ရပါတယ်ဥပမာအပြင် A ကနေ FT ပေါ့နော်ကပ်ပြားလေး6ကပ်မှာတစ်ခုစီမှာ A တစ်ခုမှာ B တစ်ခုမှာ C တစ်ခုမှာ D တစ်ခုမှာ E တစ်ခုမှာ F အဲ့ဒါလေးတွေရေးထားပြီးတော့ဒီကပ်ပြားလေးကိုကောက်ကြည့်တာနဲ့ဘာသာထွက်တယ်ဆိုတာကိုလေ့ကျင့်ရမှာပေါ့နော်အဲ့လိုလည်းရပါတယ်အမှားပြီဒါဆိုရင် A ကနေ FT ရပြီလို့ယူဆလိုက်ပါမယ်နောက်ထပ် G ကနေ H G ကနေ L အထိပေါ့နော်စလုံးလေးတွေကိုလေ့ကျင့်ကြည့်ပါမယ်အဲဆိုရင် G H I J K L ဟုတ်ပါပြီနောက်ပြန်လေးပြန်ကြည့်အောင် L K J I H G ဒီတခါကြောပေါက်ပြီးတော့လေ့ကျင့်ကြည့်မယ်နော်အဲ့တော့မရသေးဘူးဆိုရင်ဒီမှာ G ကနေ L အထိကိုအလွတ်မှတ်တတ်အောင်အလွတ်ဖတ်တတ်အောင်လေ့ကျင့်ကြည့်ပါအတန်ထွက်လေးမှန်မှန်ကန်ကန်ဖတ်တတ်မယ်ဘယ်စလုံးကဘယ်လိုအတန်ဆက်တယ်ဆိုတာကိုသိပြီဆိုရင်လေ့ကျင့်လို့ရပါပြီ J L H K G I K I G H L J L sorry I G K L J H ဟုတ်ပြီနော်ဆိုတော့ရှေ့မှာ ABCD EFG ကိုလေ့ကျင့်ခဲ့တယ်လို့မျိုးပဲဒီမှာလည်းပဲအဲ့ပုံစံနဲ့လေ့ကျင့်တာပါနော်တကယ်လို့မရသေးဘူးဆိုရင်ဒီဗီဒီယိုလေးကိုခဏပြီးရပ်ထားကြည့်ပါရပ်ထားကြည့်ပြီးတော့ဒီစလုံးလေးတွေမှာလက်ထောက်ပြီးတော့ပေါ့နော်ဘယ်စလုံးကဘယ်တန်ထွက်တယ်ဆိုတာကိုယ့်အကိုကြာပန်းလက်ထောက်ပြီးတော့လေ့ကျင့်လို့ရပါတယ်ကဲခုက download လေးနဲ့ဆန်းကြည့်မယ်ဒါဆိုရင်နောက်ဆုံးကဆန်းကြည့်မယ်နော် L G I J H ညအလဲတန်းဆန်းကြည့်မယ် J I K H L ဟုတ်ပါပြီဒါလို့ဆိုလို့ရှိရင် G ကနေအထိရမယ်လို့ယူဆပါတယ်ရအောင်ကြွအောင်လေ့ကျင့်လိုက်ပါနော်ကိုကတော့နည်းနည်းလေးဒီအလွတ်ကျက်မှတ်မှာမျိုးဆိုလို့ရှိရင်အလွတ်ရအောင်လေ့ကျင့်ရမှာမျိုးဆိုရင်အချိန်ကြီးတော့နည်းနည်းလေးယူရပါတယ်တနားရီလောက်ကြာခြင်းလိုက်ကြာမယ်တစ်ခါလေးတစ်ရက်လုံးကြာခြင်းလိုက်ကြာမယ်ပေါ့နော်ကိစ္စမရှိဘူးကိုရဲ့မှတ်နိုင်စွမ်းပုံမူတည်ပြီးတော့ကိုလေ့ကျင့်ပါပေါ့နော်တစ်ခါတည်းနဲ့အလုံးစလုံးနဲ့အများကြီးရဖို့လဲမမျှော်လင့်ပါနဲ့ဒါပဲဆိုရင်ရောသွားတတ်ပါတယ်အဲ့တော့ကိုကြက်နိုင်တယ်ပေါ့နော် memorize လုပ်နေမှတ်နိုင်သလောက်ကိုကလေ့ကျင့်ပါဟုတ်ပါပြီ G ကနေ L ထိရပြီဆိုရင်နောက်ထပ်နော် M ကနေ R ထိသွားကြည့်ပါမယ် M N O P Q R ဟုတ်ပါပြီအဲ့ဒီ6လုံးကိုအလွတ်
ဘောနော်ဒီဘယ်စလုံးကဘယ်တန်ထွက်တယ်ဆိုတာကိုမှတ်တတ်အောင်မှတ်နိုင်အောင်ဖတ်နိုင်အောင်လေအရင်ဆုံးလေ့ကျင့်လိုက်ပါဟုတ်ပြီလေ့ကျင့်လို့ရပြီဆိုရင်ကျွန်တော်တို့ဒီကြောကြောပေါက်ပေါက်လေးနဲ့ဆိုကြည့်မယ်ပေါ့နော်ဒါဆိုရင် R Q P O M M O M N R P Q P R M Q O N N O Q M R P ဆိုရင် N O Q R P R N စသဖြင့်ကြော်ပေါက်ပြီးတော့လေ့ကျင့်ကြည့်မယ်ပေါ့နော်ဒါဆိုရင်စောစောအရှိမပြောခဲ့သလိုပဲကပ်ပြားလေးတွေမှာဒီစာရွက်အဖြူကပ်ပြားလေးတွေမှာဒီစလုံးလေးတွေရေးပြီးတော့ဒီကျုံရဒီဖက်ချက်လေးတွေပေါ့နော်ပုံစံမျိုးလေးရေးလိုက်ပြီးတော့ကိုကကြာပန်းနှိုက်တရွက်နှိုက်ပြီးတော့သူ့ရဲ့အတန်ထွက်လေးတွေကိုမှတ်တတ်အောင်ဖတ်နိုင်အောင်လေ့ကျင့်နေဆိုလို့ချင်းပို့ပြီးတော့လွယ်ပါတယ်ဟုတ်ပါပြီနောက်တစ်ခါ S ကနေပြီးတော့ဒီ X T ပေါ့နော်ဒါလေးတွေကိုလေ့ကျင့်ကြည့်အောင်ပါ S T U V W X ဟုတ်ပါပြီဒီ S ကနေ XT 6လုံးကိုလည်းပဲအလွတ်ရအောင်မှတ်လိုက်ပါအချိန်လေးနည်းနည်းလေးကြာရင်ကြားလိမ့်မယ်ပေါ့နော်ဒါလေးမှတ်လိုက်ပါခဏလေးဗီဒီယိုလေးရပ်ထားပြီးတော့ဟုတ်ပြီမှတ်မိပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပြောင်းပြန်လေးတွေဆိုကြည့်အောင် X ဒါဆိုရင် W V U T S U S T X V W V X S W U T T U W S X V ဟုတ်ပြီနော်ဒါလေးတွေကိုလည်းကျွန်တော်ရှေ့မှာလေ့ကျင့်တဲ့နေ့တိုင်းပဲကြော်ပေါက်ပြီးတော့လေ့ကျင့်ပါတကယ်လို့ကိုကဒီခါကိုကြာလေးလေ့ကျင့်နေဆိုရင်ဒီဗီဒီယိုလေးကိုခဏရပ်ထားလိုက်ပါနော်ရပ်ထားပြီးတော့လေ့ကျင့်လို့ရပါတယ်ဟုတ်ပါပြီပြီးရင်တော့နောက်တစ်ဆင့်သွားပါမယ်နောက်ဆုံးနှလုံးကျန်တဲ့ Y နဲ့ Z နဲ့ပေါ့နော် Y Z Y Z နော်ဒါကတော့လွယ်ပါတယ်နှလုံးနဲ့ရှိတာဆိုတော့ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ရှိကနေမှ6လုံး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 နဲ့4ခုနောက်တစ်ခါနောက်ဆုံးမှာနှလုံးနဲ့ပေါ့နော်26လုံးကိုဒါတစ်ချောင်းစီလေ့ကျင့်ပေးခဲ့တာဖြစ်ပါတယ်ဒါဆိုရင်နောက်တစ်ခုအနေနဲ့ကကျွန်တော်တို့တစ်လုံးချင်းလေ့ကျင့်ကြအောင်ပါဒါဆိုရင် P L M O K N I J U H B Y G V T F C R D X E S Z W A
Q ဟုတ်ပြီဒီဟာကတော့26လုံးစလုံးကိုပေါင်းပြီးတော့လေ့ကျင့်တာဖြစ်လို့နည်းနည်းလေးဒီညမှာမေ့ကျင်လဲမေ့ပါလိမ့်မယ်ဟုတ်ပြီဒါဆိုရင်မမေ့အောင်လို့ကိုကရှေ့မှာ6လုံးစီလေ့ကျင့်တဲ့ဟာလေးကိုရအောင်ကျွမ်းကျင်အောင်လုပ်ဖို့လိုပါတယ်ဟုတ်ပါပြီဒါဆိုရင်ကျွန်တော်ဒီတစ်ခေါက်ဒီ downline လေးပေါ့နော်နည်းနည်းလေးပြန်ပြီးတော့ဖတ်ကြည့်ရအောင်ဒါဆိုရင် P I G D L J V X M U T E A O H F S Q K B C Z N Y R W ဟုတ်ပါပြီဒီနေရာမှာလည်းပဲဗီဒီယိုလေးကိုခဏရက်ပြီးတော့ဒီလက်ညှိုးနဲ့ထောက်ပြီးတော့ဘယ်စလုံးကဘယ်တန်ထွက်တယ်ဆိုတာကိုဖတ်ပြီးတော့လေ့ကျင့်လို့ရပါတယ်ဟုတ်ပါပြီနောက်တစ်ခေါက်နောက်တစ်မျိုးလေးပြောင်းလှည့်ကြအောင်ပါနော် P L M O K N ဟုတ်ပါပြီကျွန်တော်ဆက်ပြီးတော့မပြောတော့ပါဘူးကိုယ့်ကိုယ်လေးအတန်ထွက်ကြည့်ပါဟုတ်ကဲ့ပါကျွန်တော်မပြောခဲ့တဲ့အတန်လေးတွေကိုပြန်ဖတ်ပြရမယ် I J U H B Y G V T F C R D X E S Z W A Q ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင် E ကနေ Z ဒီစလုံးတွေကိုမြင်တာနဲ့ဖတ်တတ်မယ်လို့ယူဆပါတယ်နောက်နေ့နောက်ဗီဒီယိုတွေမှာဒီရေးတဲ့နည်းကိုတော့နောက်နေ့နောက်ဗီဒီယိုတွေမှာဆက်ပြီးတော့ပြောပြပေးမယ်ပေါ့နော်ဟုတ်ပါပြီဒါဆိုရင်ပြန်ကြည့်အောင်ပါဒါဆိုဘာလေးဖြစ်မလဲပါပြီဒါကတော့ capital letter T တန်ကိုပဲပြန်ပြီးတော့လေ့ကျင့်လို့ရအောင်ရေးပြထားတာပါဟုတ်ပြီနောက်ထပ် small letter နဲ့ဖတ်တတ်အောင်လိုက်ပြီးတော့ဖတ်ကြည့်ပါ
Okay ပါဒါဆိုလို့ရှိရင်တော့ small letter နဲ့လည်းဖတ်တတ်ပြီလို့ယူဆပါတယ်ဒါကျွန်တော်ဒီဗီဒီယိုမှာတော့ဒီ A ကနေ Z ထိကိုဖတ်တဲ့နည်းလေးကိုပြောပြခဲ့တာဖြစ်ပါတယ်ပြောပြပြီးတော့အလုံးမှတ်မိအောင်လည်းပဲဒီလေ့ကျင့်တဲ့ပုံစံလေးပေါ့နော်လုပ်ပြတာဖြစ်ပါတယ်ဒီတစ်ခါတည်းနဲ့တော့လည်းမှတ်မိကြမှာမှတ်မိမှာပေါ့နော်တကယ်လို့မမှတ်မိဆိုရင်ဗီဒီယိုကိုနှစ်ခါသုံးခါကြည့်ပြီးတော့စတဲ့ပြန်ပြီးတော့လေ့ကျင့်လို့ရပါတယ်ကျွန်တော်ရှေ့မှာဒီနှစ်ခါသုံးခါပြောခဲ့သလိုပဲဒီကပြားလေးတွေမှာစာရွက်ဒီစလုံးလေးတွေရေးပြီးတော့လည်းပဲလေ့ကျင့်လို့ရပါတယ်ဟုတ်ပါပြီနောက်ပိုင်းတကယ်လို့ကိုကဒီဟာကိုမေးတတ်သေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ A ကနေ Z အထိပေါ့နော် capital letter နဲ့ရော small letter နဲ့ရောကျွန်တော်တို့ရေးစာရွက်လေးတစ်ခုမှာရေးပြီးတော့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင် print ထုတ်ပြီးတော့ပဲဖြစ်ဖြစ်ကိုမြင်လာတဲ့နေရာမှာနေရာမှာကတ်ထားတယ်ဆိုလို့ရှိရင်ကိုအလွယ်တကူကြည့်လို့ရမယ်မေးတဲ့စလုံးလေးကိုပြန်ပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ်